အားလုံးပဲမင်္ဂလာပါ morning ပါဒီနေ့ကမနက်ကိုဘာသာကိုအိမ်မှာcoffee နဲ့ chocolate နဲ့ပေါ့နော် mix လုပ်ပြီးတော့ဖြော်ထားတဲ့ဟာနဲ့ပါမုံ sandwich ပေါ့နော်အဲ့ဒါကိုအလွယ်လေးလုပ်ပြီးတော့စားလိုက်တဲ့ဟာလေးကိုဗီဒီယိုရိုက်ထားတာပါအရုံးဆုံးဒီနေ့ကနည်းနည်းပုံမှန်ဆိုရင်တော့ coffee ကခါတောက်နေကြပါတော့ဒီနေ့ကနည်းနည်းအဲ့လိုမျိုး sweet ဖြစ်တဲ့ဘက်ကိုပို့ပြီးတော့သွားခြင်းတဲ့အတွက်ကို chocolate သုံးထားတယ် chocolate က white chocolate ပေါ့နော်28% ပါတယ် chocolate 28% ပဲပါတယ်ပေါ့နော် chocolate နည်းတယ်ပေါ့ chocolate နည်းပြီး note များတဲ့ chocolate ကိုသုံးထားပါတယ်အဲ့ဒါကိုရုံးဆုံးရေလေးနည်းနည်းရေနွေးလေးနည်းနည်းထည့်ပြီးတော့မွေလိုက်တယ်ပေါ့နော်ကြည်သွားအောင်လို့မွေတယ်မွေတော့တော်တော်လေးတော့ကြည်အောင်မွေရတယ်သူကနည်းနည်းလေးဟွာဖြစ်နေတော့ခဲနေတော့လေအဲ့လိုမျိုးဒီကအခုဖြော်ရဟာလေကိုယ့်အကိုရှောက်ပြီးတော့ဖြော်ကြည့်ရသည်လားဘာနော်လွယ်တယ်ကိုယ့်အကိုလည်းဖြော်တောက်လို့ရအောင်ပေါ့နော်ပုံမှန်အဲ့လိုမျိုးဆိုင်ဒီမှာဖြော်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ကိုကြိုက်တယ်ကိုကြိုက်တယ်လို့ကိုကြိုက်တဲ့ပုံစံမျိုးပေါ့အဲ့တော့အဲ့ခုနကတော့ရင်နွေးထည့်ထားတဲ့ဟိုပဲ coffee မှုတ်ပေါ့နော် coffee မှုတ်ထည့်မယ်အဲ့တော့ကိုတကြားတစ်စုံထည့်တယ်ပြီးရင် coffee mug တစ်စုံထည့်မယ်ထည့်ပြီးတော့ရိုးလေးပဲရင်နွေးနဲ့ဖြော်လိုက်တဲ့ပုံစံမျိုးပဲဖြော်လိုက်မယ်ပေါ့ font လေးပါမလုပ်တော့ဘူးဒီနေရာမှာ coffee ဖြော်ဆက်ရှိရလို့ဆိုရင်တော့ coffee ကိုဖြော်ကြိတ်ဆက်နဲ့တခါတည်းကြိတ်ဖြော်ပြီးတော့ထည့်နေရရပါတော့ဒါကတော့ဒီမှာရှိရဟာနဲ့အိမ်မှာရှိရဟာနဲ့ကိုလည်းကြိုက်နေတဲ့ပုံစံမျိုးဖြော်ထားတာပေါ့နော်အဲ့မှာ coffee ခါရပူကြိုက်တယ်လို့ပို့ထည့်လို့ရတယ်ဒါပေမဲ့ဒီနေ့ကကြတော့နည်းနည်းအခါရှောင်ချင်တာနဲ့ချိုလေးတောက်ချင်လို့ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီမှာမနက်ကပါမုတ်အရင်လုံးမလို့ဆိုပြီးတော့စနီလုံးတင်ထားတသားပြားကြီးတင်ထားအဲ့မှာလှီးမယ်ဆိုပြီးတော့နောက်တော့coffee အရင်ဖြောဖြစ်သွားတယ်အဲ့လိုဒလွဲတွေဖြစ်သွားတယ်အဲ့တော့ coffee နဲ့ခုနကတော့ white chocolate နဲ့ရောလိုက်တယ်ဒါကြတော့ mid form လုပ်မယ်ပေါ့နော် mid form ကိုနို့ကိုအရင်ဆုံးပူပေးလိုက်တယ်ပူပေးပြီးတော့ဖောင်းလုပ်မယ်ပေါ့နော်ဖောင်းလုပ်တာတော့ကိုကြိုက်တဲ့အနေထားနဲ့ကိုကြိုက်တဲ့ပုံစံလောက်ထိရအောင်လုပ်လို့ရတယ်ပေါ့နော်step 1 2 3ပေါ့ကိုအဆင်ပြေသလိုကိုကြိုက်တဲ့အနေထားလောက်ထိရအောင်လုပ်လို့ရတယ်ပေါ့နော်ဒီမှာတော့နီးလမ်းမှန်တာတွေမမှန်တာတွေတော့ကျွန်မမပြောနဲ့ကျွန်မကြိုက်တဲ့ပုံစံနဲ့ကျွန်မလည်း coffee ဖြော်တင်နဲ့တက်ထားပါတယ်တက်ထားရပေါ့နော်တက်ထားရဒါပေမဲ့ဒါကတော့ကိုယ့်အိမ်မှာရှိရဲ့ instrument အနေနဲ့ကိုကြိုက်တဲ့ပုံစံမျိုးဖြော်ထားတာပေါ့နော်အဲ့ဒါကိုကြိုက်ပြီးပြလိုက်တဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးအဲ့ဒါတိလားအဲ့လိုမျိုးလုပ်ပြီးတော့ဖြော်နေရတဲ့ feeling ကိုသဘောကျတယ်သဘောကျရပေါ့နော်အဲ့လိုမျိုးအရင်ကလူတွေတလွဲတွေဖြစ်ပြီးဘေးတွေစင်းကုန်ရောအဲ့လိုမျိုးအဲ့ဒါဆိုတော့ပုံမှန်အဖြစ်အဲ့ဒါကိုဇွန်းနဲ့ခတ်ပြီးတော့ထည့်ကြရပါတော့ဒါပေမဲ့ရှုပ်တယ်အိမ်မှာပဲကိုတယောက်တည်းပဲဆိုတော့ကိုအဲ့လိုမျိုးပဲထည့်လိုက်တယ်အောက်မှာ coffee ရယ် white chocolate ရယ်နို့ရယ်ပေါ့အပေါ်မှာ found တင်ထားတာပေါ့နော်နည်းနည်းချိုပြီးတော့အရန်မချိုဘူးကွာဟိုတကြားကြီးတောက်ရတယ်လို့ပြောချိုနေရတကြားများဝိုင်းချိုသွားတဲ့အချိုမျိုးမဟုတ်စိတ်လေးနဲ့ခါလေးပတ်သွားတယ်အရန်လည်းမခါအောင်စိတ်နဲ့ပတ်ပူသွားရပါတော့အဲ့လိုအရသာမျိုးလေးပေါ့အဲ့တော့ coffee ဖြော်လုပ်ပြီးသွားရင်ပြီးတော့မုတ်လုံးမယ်မုတ်ကတော့ပုံမှန်အဖြစ်ကတော့ပါမုတ်ပေါ့နော်ပါမုတ်တလွဲတွေလုပ်ပြီးပြချသူများရဲ့လက်လာလေးရမလားဆိုပြီးလုပ်လိုက်တယ်ဒါကတော့ပန်ကောင်းမှာတော့ဒီပါမုတ်စားရပေါ့နော်ဒါကတော့ပါမုတ်ချမ်းလို့ခေါ်တာပေါ့သူကတော့အုတ်ဂျုံနဲ့လုပ်ထားတယ်ဂျုံနဲ့လုပ်ထားတယ်ပါမုတ်ချမ်းပေါ့အဲ့ဒါနဲ့ weight loss လည်းဖြစ်အောင်လို့ပေါ့နော်အဲ့ဒါနဲ့နှစ်ချက်ထည့်တယ်အဲ့ပေါ်မှာထောဘက်ပေါ့နော်ဆော့တက်ပေါ့စားမပါတဲ့ထောဘက်ကိုတုံမယ်ပါမုတ်ကကြိုက်တဲ့ပါမုတ်သုံးလို့ရတယ်ဒါကတော့ကိုကလည်း weight loss လုပ်နေတဲ့အချိန်ဆိုတော့เนาะအဲ့ဒါစားရယ်ပုံမှန်အဖြစ်ကတော့အဲ့ဒါကိုလှလှပသူများရဲ့လို့ဓာတ်တွေပါရနဲ့လုပ်တယ်ပေါ့နော်ဒါပေမဲ့အိမ်မှာအဲ့ဒါနေလည်းမသုံးဖို့မိသွားတယ်ပြီးတော့ကိုကြိုက်တယ်လို့ပေါ့ပုံမှန်ဆိုက
သူကဒီရဲမှာပါတဲ့ topic အဲ့လိုမပျော်တပျော်လေးပေါ့နော်အဲ့ဒါကို bike လုတ်လိုက်တဲ့ခါကျရင်ပါဇက်ထဲမှာပျော်ဝင်သွားတဲ့ feeling ကိုကြိုက်တယ်ကြိုက်တော့တချို့ဟာတွေကလို့အခက်အခဲလေးဖြစ်နေတဲ့ဟာအတိုင်းပဲထားလိုက်တယ်ပြန်သွားအောင်ပျော်သွားအောင်တသားလေးဖြုံသွားအောင်မလုပ်ဘူးဒါတော့ကိုယ်အကြိုက်ပေါ့နော်စိတ်ရှိလက်ရှိနဲ့အဲ့ဒါကို topic သုံးနေမယ်ဆိုရင်တော့ topic သုံးလို့ရသေးတယ်ပေါ့နော်ကြိုက်တဲ့လူဆိုတော့ဒါပေမဲ့ဒါကိုကတော့ကိုကြိုက်တဲ့ပုံစံပေါ့နော်အဲ့လိုအခက်အခဲလေးဖြစ်သွားတယ်သူပါမုတ်တဲ့စိတ်ဝင်သွားတဲ့အရာတာကိုကိုကပိုကြိုက်တယ်ပေါ့နော်ပိုကြိုက်တော့အမှကျုပ်ဥကပုံစံနည်းနည်းပုံပြတ်သွားတယ်ဒါကတော့အသားပြပေါ့ chicken သားပြလေးပေါ့နော်ဒါဆက်လက်ရွက်ပါဆက်လက်ရွက်ထည့်ပါမယ်ဆက်လက်ရွက်ကြိုက်ပါတယ်ပြီးတော့ဘာရင်ထည့်ရမလဲဆိုတော့စဉ်းစားရင်းနဲ့အသားပြထည့်လိုက်တယ်အသားပြထည့်ပြီးခင်းချင်ဒီထည့်ပါတယ်အဲ့ဒီမှာကိုကြိုက်တယ်လို့ကိုကြိုက်တဲ့ဟာတွေထည့်လို့ရတယ်တခွားတီတွေချက်တော်နေတခြားtop cheese ပြားတွေအဲ့ဒါတွေထည့်လို့ရတယ်ပေါ့နော်ကိုကမကြိုက်ဘူးကျုပ်ကလေစီမပါဘဲနဲ့ဒီတိုင်းစီစားထိုးတဲ့ဟာရှိရကွာအဲ့ဒါနဲ့ကြော်ထားတာဆိုတော့နည်းနည်းပုံပြက်နေတရားကြတော့ဒါလေးစမ်းပြီးတော့စားကြည့်ကြလို့ဆိုပြီးထုတ်သေးပဲဝယ်ထားတာတော်တော်စားလို့ကောင်းတယ်တော်တော်စားလို့ကောင်းတော့နောက်တစ်ခေါက်တော့ဘူးဝယ်မယ်ပေါ့နော်မှုရင်ဘူးကြီးဝယ်ပြီးတော့မှအဲ့အရာတာကိုမကြိုက်ဘူးဆိုရင်နှမျောစရာကြီးလीနော်အဲ့တော့ထုတ်လေးတွေဒီမှာအများကြီးပဲလို့အရာတာမျိုးစုံဒါကြတော့ spicy seafood spicy sauce အရာတာပေါ့နော်အဲ့ဒါလေးဝယ်ပြီးတော့စမ်းပြီးတော့စားကြည့်ရပါတော့မစိုးပါဘူးကောင်းပါတယ်စားလို့ကောင်းတယ်အဲ့တော့အဲ့ဒါကိုopen paper တို့ဘာလို့နဲ့အုပ်ပြီးတော့လျင်တော့ပို့ပြီးတော့ presentation ပို့လှမှာပေါ့နော်ဒီသားပြားလေးတုံးထားတယ်အဲ့တော့ကရှုပ်ချက်တွေခံနေရင်တယောက်တည်းပစ္စည်းတွေရွှေ့ပြီးတော့ဘာလို့လောက်ရမှမသိဘူးဖြစ်ခဲချစ်ဒီကိုလှီးပြီးတော့ပဲနားထားရမှမသိဘူးတယောက်တည်းဆိုတော့လေအဲ့လိုမျိုးအဲ့တော့ရှိရဓာတ်နဲ့ပဲလှီးချလိုက်ပါတယ်သူကအပြင်ကနေပြီးတော့ပုံမှန်ဆိုရင်နည်းနည်းလေးwallpaper paper နဲ့ပတ်ပြီးတော့ကွာဒီလားအဲ့လိုတစ်ချစ်လေးဖြစ်အောင်လုပ်ပြီးမှပွားလေးလှီးချလိုက်တာပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အိမ်မှာလည်းမရှိဘူးအိမ်မှာပဲစားတာဆိုတော့ကိုတယောက်တည်းပဲဆိုတော့အေးစစ်စစ်ပဲစင်ပြေတလို့စားဖြစ်သွားတယ်ဆိုတဲ့ဟာလေးပေါ့စားလို့အရင်ကောင်းပါတယ်အဓိက seafood sauce ပေါ့နော်အဲ seafood sauce ကတော်တော်လေးကိုကောင်းပါတယ်အဲ့တော့အဲ့ဒါကိုဘူးဝယ်ပြီးတော့စားမယ်လို့စဉ်းဖြတ်လိုက်ပါတယ် coffee လေးရဲ့ပေါ့နော်coffee ဒီနေ့ကအခါမတောက်ချင်တော့ပုံမှန်ဒီလိုလေးနဲ့ပဲဒါကတော့ကိုယ့်ရဲ့ breakfast ဖြစ်ပါတယ် try ကြည့်ပါအရင်စားလို့ကောင်းပါတယ်အကုန်လုံးကကိုယ်စိတ်ကြိုက်ဖန်တီးထားတာဖြစ်တဲ့အတွက် bye bye